အခုကျမတို့ဗီဒီယိုရိုက်ချင်ရဘေးဆုပ်လေးတွေကိုနှစ်ထပ်အိုးနဲ့အခုပေးပါမယ်အဲ့တော့ဘေးဆုပ်ကတော့ကျမတို့ကြိုက်ရအောင်သုံးလို့ရတယ်ပေါ့နော်အခုဒီမှာကျမသုံးထားတာကတော့တန်လင်းစီနဲ့လောက်တဲ့တန်လင်းစီဘေးဆုပ်ဒါအိမ်သာလောက်တာပေါ့နော်အဲ့ဒါလေးသုံးထားပါတယ်အဲ့တော့ဒီချင်းဘေးဆုပ်တွေကတော့အပူပေးရင်ဒီရိုးလာချင်းနဲ့ဓာတ်ရိုက်ပူပေးလဲရတယ်ပေါ့နော်အခုကတော့ကျမကဒါလေးကိုနှစ်ထပ်အိုးလေးနဲ့ပေါ့နော်နှစ်ထပ်အိုးဆိုတာက double quantity နဲ့တက်ကိုပြောတာပါဒီကမီးပုံပေါ်မှာရေပါတဲ့အိုးမျိုးတင်နေပြီးတော့မှဒီဆူလာတဲ့ရေရှိန်နဲ့ဒီဘေးဆက်လေးကိုဖွက်ထဲမှာအရေးပြောင်းအောင်လုပ်တာပေါ့နော်ဒါကတော့ double quantity တက်ကိုခေါ်ပါတယ်အဲ့လိုနဲ့ဘေးဆက်လေးကိုပြောင်းအောင်လုပ်မယ်နော်ပျော်သွားပြီးဆိုရင်ကျမတို့ကဒါသူ့ကိုအရောင်နဲ့ထည့်ရင်လည်းရတယ်မထည့်ရင်လည်းကိစ္စမရှိဘူးပေါ့နော်အဲ့ကိုကြိုက်တဲ့မိုးခွက်ရုပ်ပုံပါတဲ့မိုးခွက်လေးတွေမှာကျမတို့ဒါဂေါ်နီကျိုးလေးတွေကိုဖြတ်ပြီးတော့ထည့်ထားတယ်ပေါ့နော်လိုတလောက်အရှင်နဲ့ဂေါ်နီကျိုးလေးတွေဖြတ်ပြီးထည့်ထားပါတယ်အဲ့ဒီအထဲမှာဒီဘေးဆုပ်ရေလေးတွေကိုလောင်းထည့်လိုက်ပြီးတော့မာသွားအောင်စောင့်တာဖြစ်ပါတယ်အဲ့တော့ကျမကအရောင်ကို2ရောင်လိုချင်တဲ့အတွက်ကျန်တဲ့ဘေးဆုပ်တစ်ဝက်ကိုကျမအဝါရောင်လေးထည့်ပြီးတော့ကျမကဒါအရောင်လေးနည်းနည်းကွဲသွားအောင်လုပ်လိုက်တယ်ပေါ့နော်အဲ့ဒီမှာကျမပြားရည်လေးလည်းနည်းနည်းထည့်တယ်เนาะဒါအရောင်ကတော့ပထမတစ်ရောင်ကအဝါရောင်ဒုတိယတစ်ရောင်ကတော့ကျမအစိမ်းလို့ပေါ့အမျိုးလုံးလိုက်တယ်ပေါ့နော်အဲ့တော့ဒီမှာကျမကလုံးမှာပါလုံးမှာလဲဆိုတော့ဒီကျိုးလေးတွေကိုချီပြီးတော့ဒီဘေးစင်မှာချိတ်မဲ့ဒီရုပ်ကလေးတွေဆက်ပြလုပ်ချင်တာပေါ့နော်အဲ့တော့ဒါလေးတွေကိုကျမကအရောင်လေးကွဲသွားအောင်ကျမမိုးလေးတွေနဲ့ကျမအရောင်ကွဲပြအောင်ထည့်လိုက်တယ်ပေါ့နော်အယုတ်ပါတဲ့မိုးကတော့ဒါအယုတ်သေးလေးရတယ်တချို့တွေကလည်းဒီစစ်ပုံမျိုးမိုးအလုံးလေးတွေသုံးရတယ်ပေါ့နော်ကျမကတော့ဒီမှာဒီထီးပုံစံလေးတွေဖဲပြားပုံစံလေးတွေကျဲပွင့်ပုံစံလေးတွေစပစ်သီးပုံစံလေးတွေအဲ့လိုမျိုးပါတဲ့ကျမကအယုတ်ကလေးတွေလိုချင်တယ်ပေါ့နော်ဒါအထူးသဖြင့်ကျမကခလေးတွေပေါ့နော်ကလေးတွေအတွက်ကျမလက်ဆောင်ပေးခြင်းလို့ပေါ့နော်ဒါလေးကလက်ဆောင်ပေးဖို့အတွက်ဆက်ပြလေးတွေလုပ်နေတာဖြစ်ပါတယ်နော်အဲ့တော့ကျမတို့ဒါလေးတွေ2နာရီလောက်နေ6သွားပြီเนาะ6သွားပြီဆိုတော့ကျမတို့ကမိုးတွေကထုတ်ပါမယ်အဲ့တော့အယောင်2ရောင်လောက်ထားတဲ့အတွက်ကျမကတူရာဆက်ပြလေးတွေအယောင်တူရာလေးတွေစုလိုက်တယ်ပေါ့เนาะအယောင်ကခုနပြောသလိုပဲအဝါရောင်ရှိမယ်နောက်ပြားရည်ထည့်ထားတဲ့အယောင်လေးကတော့နည်းနည်းလေးအယောင်လေးရှင်းသွားတယ်ပေါ့เนาะအဲ့ဒီဆက်ပြလေးတွေတူရာလေးတွေခွဲပြီးတော့ကျမကဒီအယုတ်ကလေးတွေကိုပေါ့เนาะအယုတ်ကလေးတွေကိုကျမကပုံစံလေးတွေပေါ့နော်ညှိလိုက်တယ်ပေါ့ဥပမာအဝိုင်းဆိုရင်အဝိုင်းပေါ့နော်အသေးပုံဆိုရင်အသေးပုံပေါ့သူတို့ကကျိုးလေးတွေနဲ့အထဲထဲမှာတခါတည်းမာပြီးခဲသွားတဲ့အတွက်ဒီကျိုးလေးတွေကတွဲလောင်းဆွဲတဲ့အယုတ်ကလေးတွေလုပ်တဲ့အခါကျတော့အရင်အဆင်ပြေပါတယ်အဲ့တော့ဂွန်နီကျိုးကတော့သေးသေးပဲသုံးမယ်နော်ဘာလို့လဲဆိုတော့ကျမတို့ကမိုးကပုံစံအသေးလေးတွေဖြစ်တဲ့အတွက်ဂွန်နီကျိုးလေးကိုသေးသေးလေးတွေပဲသုံးထားပါတယ်ဂွန်နီကျိုးကတော့ကျမကဒါလေးတွေကို28လမ်းကသွားပြီးတော့ဝယ်လိုက်ပါတယ်ဒီမိုးအကြီးထဲမှာရှိတဲ့ဆက်ပြာတွေကတော့ကွန်မြူနီကျိုးမပါဘူးပေါ့နော်ဒါကတော့ကျမကပြားရည်နဲ့လှုပ်ထားတဲ့မျက်နှာသစ်ဆက်ပြာလေးတွေဖြစ်ပါတယ်အဲ့တော့ဒီမျက်နှာသစ်ဆက်ပြာလေးတွေကတော့ဒီပစ္စည်းဝယ်တဲ့အခါလက်ဆောင်ပေးတာပဲဖြစ်ဖြစ်တခြားလူတွေကိုကျမလက်ဆောင်ပေးတာပဲဖြစ်သုံးဖို့ပေါ့နော်ဒါလေးတွေကတော့ဒီအယုံနဲ့ကျိုးနဲ့တွဲပြီးတော့ကျမဒါလေးတွေကိုအယုတ်ကလေးတွေ9ခုဖြစ်စေသို့မဟုတ်9ခုဖြစ်စေပေါ့နော်ဒါလေးတွေကိုပေါင်းလိုက်မယ်ပေါ့ပေါင်းပြီးတော့အခုလိုမျိုးနှစ်ခုကိုအယုတ်2ခုကိုကျိုးထုံတစ်ထုံပေါ့ထုံလိုက်တယ်ပေါ့နော်အဲ့တော့9ခုလောက်ရှိမယ်9ခုလောက်ရှိမယ်ပေါ့နော်ကိုကြိုက်တဲ့အယုတ်ပုံစံလေးတွေကိုတန်းစီပြီးတော့ကျမကဒါလေးတွေကိုချိတ်လိုက်ပါတယ်အဲ့တော့သူတို့ကအထုံးလေးတွေထုံပြီးတော့အပေါ်ဖက်မှာအတူအရှည်လေးတွေညှိပြီးတော့ချိတ်ရတယ်ပေါ့နော်အဲ့တော့ကျမဒီမှာဂွန်နီကျိုးကတော့ဆက်ပြာကိုချီဖို့အတွက်ကျိုးကတော့အသေးသုံးထားတာပေါ့နော်ဒါပေမဲ့သူ့ကိုဂိုင်းနဲ့လုပ်မယ်ဆိုရင်ကျမတို့ကအပေါ်မှာချိတ်ဖို့အတွက်ဂွန်နီကျိုးကတက်ထပ်ပြီးလောက်အောင်မယ်ပေါ့နော်အဲ့တော့ကျမတို့ဒီဆက်ပြာတွေအားလုံးကိုချိတ်ပြီးတော့ကျမတို့ဒီအတွဲလိုက်ကလေးပေါင်းပြီးပြီဆိုရင်ဒီနေသားတခြားလှအောင်တော့လုပ်ရတာပေါ့နော်အတူအရှည်လေးတွေညှိရတယ်ပေါ့အသေးပုံလေးတွေနောက်ကျမရဲ့ဆက်ပြာလေးတွေမှာလက်ပုံလေးတွေပါတယ်အဲ့လိုမျိုးလေးတွေခလေးတွေကြိုက်မဲ့အယုတ်ကလေးတွေပေါ့နော်အဲ့ဒါလေးတွေကျမစုစည်းပြီးတော့ညာလေးခြီလိုက်တယ်ခြီပြီးတော့ဒါလေးလှတဲ့ဟာလေးကိုတွဲလိုက်တယ်ပေါ့နော်တွဲပြီးတော့မှကျမဘာလုပ်မလဲဆိုတော့အပေါ်ကဂိုင်းလေးလုပ်မယ်ပေါ့နော်